ကြံကောင်းတွေရှိပေမဲ့ရှေ့ထွက်ပြီးလှုပ်ရဲတဲ့တွေမရှိရတွေကြုံမှုကြတယ်မဟုတ်လားဆရာမညွညွဟာအလွန်စီကံကြီးပြီးသူကိုယ်တိုင်လည်းစာအုပ်ပြုတစ်စိုက်တင်ပေးတယ်လို့ကလေးတွေကိုလည်းအင်စာတွေအများအပြားပေးလေးရှိတဲ့ဒါကြောင့်မမော်နဲ့တငယ်ချင်းတစုဟာနေ့တိုင်းအင်စာတွေလှုပ်ရလို့ညီးသွားနေကြတာပေါ့ အင်စာတွေကလည်းမျောလိုက်တာဟာ ဟုတ်တယ်ဟာပိရက်တော့မနာရဘူး ဒီအမှာတော့မမောင်ကစိတ်ကူးတစ်ခုရပြီးထခုန်လိုက်တယ် ငါတီးပြီငါတို့ဆရာမစီးသွားပြီးအင်္ဂစာနည်းနည်းပဲပေးဖို့တောင်းဆိုကြမယ် ကျန်တဲ့တငယ်ချင်းတွေကလည်းမမောင်ရဲ့ပြောစကားကိုထောက်ခံကြတာပေါ့ ။အိုးကောင်းလိုက်တဲ့စိတ်ကူ ဟိုးကောင်းလိုက်တယ် ကောင်းလိုက်တဲ့စိတ်ကူ အဲ့ဒီအခါမှာဆူဆူကငါလည်းနင်ပြောတာကိုထောက်ခံပါတယ်ဒါပေမဲ့ငါကတော့မပြောရဲဘူးနော်ဆိုပြီးဆရာမကိုသွားပြောဖို့ကိုညှဉ်းဆန်တာပေါ့ဒီတော့မှကျန်တဲ့လူတွေအားလုံးကလည်းငါလည်းမပြောရဲဘူးငါလည်းမပြောရဲဘူးနဲ့ဘယ်သူမှမပြောရဲကြဘူးဖြစ်နေကြတာပေါ့ ငါလည်းမပြောရဲဘူးငါလည်းမပြောရဲဘူး အဲ့ဒီချိန်မှာအောင်ကတို့တွေဟာခေါင်းလမ်းမဆွဲရတဲ့ချောကလေးတွေလိုဖြစ်နေပြီလို့ဘေလီဆန်ဆန်ပြောလိုက်ပြန်ရောကျန်တဲ့သူတွေကနားမလဲတဲ့မျက်နှာလေးတွေနဲ့ခေါင်းလမ်းမဆွဲရတဲ့ချောကလေးတွေကဘာကိုပြောတာလဲဆိုပြီးအောင်ကိုမေးတာပေါ့ဒီတော့အောင်လဲပုံမြင်လေးတစ်ပုဒ်ကိုပြောပြတော့တာပေါ့ဟိုးရှိတုန်းကကျုပ်အုပ်ကြီးတအုပ်ရှိတယ်သူတို့ကမုတ်ဆိုင်နားမှာနေပြီးမုတ်တွေကိုဆိုင်ရှင်မသိအောင်ယူစားကြတာပေါ့တရက်မှာတော့သူတို့မုတ်တွေယူစားနေတာကိုဆိုင်ရှင်ကတွေ့သွားတဲ့အခါမှာဒေါသထွက်တော့တာပေါ့ဒီတော့ဆိုင်ရှင်ကအတော်တောင်းကျမ်းပါလားဖို့ဆိုပြီးကြောင်တကောင်ကိုအဆောက်အနေနဲ့ထားလိုက်တော့တာပေါ့နောက်ရက်တွေမှာကြောင်ကကျွတ်တွေကိုစောင့်ဖမ်းတော့တာပေါ့ဒီတော့ကျွတ်တွေကလည်းကြောင်ရဲ့ရံကနေကာဝယ်နိုင်အောင်ကြောင်ရဲ့ရံကနေရှောင်နိုင်အောင်အစည်းအဝေးလုပ်ပြီးတော့မှဆွေးနွေးကြတော့တာပေါ့အချိန်တော်ကြာစဉ်းစားလို့မရဖြစ်နေတဲ့အချိန်မှာကျွတ်တကောင်ကကျွန်တော်တို့ကြောင်ရဲ့လေဘဲမှာချူခေါင်းလောင်းဆွဲကြရင်မကောင်းဘူးလားကြောင်ကလာတဲ့အခါချူခေါင်းလောင်းတန်ကိုကြားရင်ကျွန်တော်တို့တွေထွက်ပြေးလိုက်ရုံပဲပေါ့လို့အကြံပေးတဲ့အဲ့ဒီအခါမှာကြွက်ကြီးတကောင်ကဟိုးကောင်းလိုက်တဲ့အကြံငါတို့စောစောကလေးကဘာလို့မတွေးခဲ့မိကြပါလဲလို့ဆိုပြီးကြွက်ငယ်ရဲ့အကြံကိုကြံတဲ့ကြွက်တွေအားလုံးနဲ့အတူတူထောက်ခံတာပေါ့အကြံဉာဏ်ကကောင်းပြီးအားလုံးသဘောတူကြပေမဲ့ကျွတ်တကောင်မှကြောင်ကိုချူခေါင်းလောက်မဆွဲရဲကြဘူးတဲ့ မဆွဲရဲဘူး ပုံမြင်ပြီးသွားတဲ့အခါမှာအောင်ကကြောင်ကိုချူခေါင်းလောက်မဆွဲရဲကြတဲ့ကြွက်တီလိုပေါ့တို့တွေလည်းဆီယာမစီဘသူမှသွားမပြောရဲဘူးဖြစ်နေကြတာပေါ့လို့ပြောလိုက်တော့တာပေါ့ပုံမြင်လေးကတော့ပြီးပါပြီနော်တသားမီမီတို့လည်းကြောက်နေုံနဲ့ပြဿနာကမပြေလည်နိုင်ဘူးမှန်တယ်ထင်ရင်ရင်ကြည်ကြည်ပြောရဲဖို့လှုပ်ရဲဖို့တတ်တည်လဲလို့တယ်ဆိုတာကိုသိထားရမယ်နော်မိမိတို့ရဲ့ကလေးတွေကိုဒီလိုစဉ်းစားစီတဲ့ပုံမြင်လေးတွေကိုနားထောင်ခိုင်းနေတယ်ဆိုရင် channel လေးကိုဆက်လက်ပြီးတော့အားပေးပါအောင်နော်